ဘာလို့အိမ်ချမ်းမြေတွေကိုလူတွေရှောင်ကြတယ်အိမ်ချမ်းမြေဝယ်တဲ့လူတွေကပတ်ဝန်းကျင်တဲ့ location ပဲကြည့်ပြီးတော့မှအိမ်ချမ်းမြေဝယ်ကြတာမဟုတ်ပါဘူးကျွန်တော်အိမ်ဘယ်ဘက်မျက်နှာကိုအရက်ကိုလဲလဲနံပါတ်ပေါင်းချင်းဘယ်လောက်လဲဆိုတာတွေလည်းကြည့်ပါသေးတယ်တချို့ဆိုလို့ရှိရင်နေနယ်ရဘယ်မျက်နှာလဲနေတဲ့နေရာမှာသူနေလို့မရဘူးတချို့ဆိုရင်ပေါင်းချင်းနံပါတ်ဘယ်လောက်ကသူနဲ့ဆိုလို့ရှိရင်အဆင်မပြေဘူးဆိုပြီးတော့မှအဲ့လိုအရက်တွေနံပါတ်တွေနဲ့ပါလူတွေကအိမ်ချမ်းမြေကိုရှာတာကျွန်တော်တွေ့ရပါတယ်ဗျအဝယ်တွေကတော့အမျိုးမျိုးပဲကိုယ်အချိုင်းနဲ့ကိုယူဆနဲ့ကိုပဲပေါ့နော်ဒါပေမဲ့အဲ့ဒီတွေမှာကျွန်တော်တို့လူတော်တော်များများရှောင်တဲ့ဟာလေး၃ခုကိုကျွန်တော်နည်းနည်းပြောပြပေးခြင်းနဲ့ပထမတစ်ခုကနံပါတ်အနေနဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့4 8 73အဲ့ဒါတွေကိုလူတော်တော်များများကမကြိုက်ကြပါဘူးအဲ့ထဲမှာတော့အဆိုးဆုံးကတော့4နဲ့73ပေါ့တော်တော်များများကရှောင်တဲ့ထဲမှာပါတယ်အယူအဆမရှိတဲ့သူတွေကပဲဒီအကွက်တွေကိုဝယ်ကြတာများတယ်နောက်တစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်အရက်မျက်နှာလဲမှာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနောက်လဲဆိုရင်လူတော်တော်များများမကြိုက်ကြပါဘူးအယူအဆမရှိတဲ့လူတွေတော့မှဒီအနောက်လဲကိုတော်တော်လေးလိထားပြီးတော့မှရှောင်ကြတယ်အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ညနေပိုင်းအကြနေထိုးတဲ့ဒီအပူဒဏ်ကိုမခံနိုင်ကြလို့ပေါ့နော်တောင်ဘက်နဲ့မြောက်ဘက်ကတော့မျှပါတယ်တောင်ဘက်ကြိုက်တဲ့လူရှိသလိုမြောက်ဘက်ကြိုက်တဲ့လူလည်းရှိတယ်အဲ့ဒီခုကတော့မျှတယ်အရှိလဲကတော့လူတော်တော်များများလူတိုင်းကြိုက်တဲ့အနေအထားမျိုးလေးပါနောက်တစ်ချက်ကကြတော့ကျွန်တော်လေဦးတိုက်လမ်းဦးတိုက်ပေါ့နော်လေဦးတိုက်လမ်းဦးတိုက်ကတော့ဘယ်ကလေးကနေစလာတဲ့အယူဆတွေတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့အခုအချိန်ကြီးသူ့ရဲ့ effect ကတော့ရှိနေတော့မယ်လေဦးတိုက်လမ်းဦးတိုက်တွေဆိုလို့ရှိရင်လူတွေရှောင်ကြတာများတယ်ကိုယူဆနဲ့ကိုပဲပေါ့နော်သို့ပေမဲ့လည်းကျွန်တော်တို့ဒီလမ်းမကြီးရဲမုံကကျွန်တော်ဒီလေဦးတိုက်လမ်းဦးတိုက်ဆိုလို့ရှိရင်တော့ခုနပြောတဲ့ယူဆတွေတိတ်တော့မရှိတော့ပါဘူးလမ်းမကြီးရဲမုံမှာဆိုရင်တော့အဲ့ဒါအပူပြီးတော့မှစီးပွားဖြစ်တယ်လို့တော့လူတွေကပြောကြတယ်ပေါ့ဆိုတော့ကြည့်နေတဲ့သူတွေမှာရောဘယ်လိုလေးတွေကိုရှောင်ကြလဲတစ်ချက်လောက်ပြောခဲ့ပြပါဦးဗျ